ဆရာအေကေမိုးဘာသာပြရေးထားတဲ့သူမတူအကျဉ်းသားဆိုတဲ့စာအုပ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ကျမနဲ့တူတူနားဆင်ကြည့်ကြပါရှင်။သူမတူအကျဉ်းသားအခန်း6အကျဉ်းခန်းအစားစာနဲ့တနေ့စီရှစ်တန်ဖြတ်တန်းခြင်းတိတ်မကြခင်မှာပဲကျွန်တော်ရဲ့အကျဉ်းခန်းငယ်လေးနဲ့အကျွမ်းဝင်လာခဲ့ပါတယ်ကျွန်တော်မိတ်ဆွေတစ်တွေကကျွန်တော်အခန်းကိုအထက်နဲ့အောက်ပြအောင်ဆေးကြောပေးကြတယ်အတက်နိုင်ဆိုပြည်စုံအောင်သူတို့ပြင်ဆင်ပေးကြတယ်ဒါပေမဲ့ကျွန်တော်အတွက်တော့ဒီအခန်းကိုအေးလို့ရည်ရွယ်ဖို့တော့တိတ်ခက်လာပါတယ်ကျွန်တော်ရေးခဲ့တယ်လို့ပေါ့အပူဒဏ်အေးဒဏ်စူစောတဲ့ဒဏ်တွေကနေအကာအကွယ်မပေးနိုင်ဘူးကြွက်ချင်းရင်နဲ့အင်းဆက်တွေကလည်းဝင်ချင်တယ်လို့ဝင်ထွက်ချင်တယ်လို့ထွက်ပါပဲတခါတလေစုပြူပြီးတော့ဝင်လာကြသေးတယ်နေ့မှဆိုရင်မိတ်ကိုညမှဆိုရင်အိမ်မရအောင်လင်းတယ်ကျွန်တော်အနေနဲ့နေသားကြတယ်လို့ကိုမဆိုနိုင်ဘူးလိုချိုတယ်လို့လည်းမခံစားရဘူးကျွန်တော်စိတ်ထဲမှာဒလိဆန်လှောက်အေးထဲရောက်နေတယ်လို့ခံစားရတယ်ဘာအပြင်းမှမလုပ်ခဲ့ဘူးဆိုတော့ကျွန်တော်ရဲ့ခံယူချက်ဘယ်တော့မှမပြတ်ခဲ့ပေမဲ့အခုလိုနေထိုင်ရခြင်းကိုရှက်မိတယ်ရှက်စိတ်နဲ့အရှက်ကွဲခံရတယ်ဆိုတဲ့ခံစားရမှုတွေကနေ့စဉ်လိုကျွန်တော်ကိုစိတ်ဒုက္ခပေးနေတယ်တိတ်ခါချခံရမှုအတွက်ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့တိုက်ပွဲတစ်ခုပါလူတွေကိုလေးစားအောင်တန်ဖိုးထားလောက်အောင်ကြိုးစားခဲ့သူတူကဘာပေါ်မှာအစစ်မြင့်ဆိုဘွဲ့ဒီဂရီရအောင်အပတ်တကူစူးစမ်းခဲ့သူတူတာဝေါ်တိတအတွေးခေါ်မြင်မြင်နဲ့လုတ်ကြိုက်တတ်သူတို့ကိုဘာသာကိုခံယူထားတဲ့ကပလူသားတူဒီလိုခံယူချက်ရှိတဲ့ကျွန်တော်အတွက်တော့အခုလိုလှောက်အေးထဲမှာအပိတ်ခံထားရတယ်ဆိုတာပြောမပြတတ်အောင်တုံလုံးမိတယ်ဒီထောင်ထဲမှာအနှဲငယ်သောလောလခွတ်တူကူသာခွင့်ပြုထားတယ်နေဆတူဝလှုပ်ရှားသွားလာမှုမှန်သမျှကိုအမိတ်ပေးခံရတယ်ကျွန်တော်လုံးသမျှကိုစောင့်ကြည့်နေတယ်အမြဲကို၆လနေတယ်လို့အမြဲလဲအားငယ်နေရတယ်ဆေးဖြူအထက်ထတုံထားတဲ့ကျွန်တော်အခန်းနိုင်ရမှာအရင်လူဟောင်းတွေရေးချင်ထားတာလေးတွေကိုတွေ့နိုင်တယ်အများစုကတော့ဘာတွေရေးထားတယ်ဆိုတာခန့်မှန်းရခက်တယ်အချစ်အလွမ်းကြပြလေးတွေပါတယ်ဘာသာရေးအစိုးမတွေလည်းပါတယ်အပြစ်မရှိကြောင်းရေးထားတာတွေလည်းပါတယ်ဒါသနာဆာဆာကူးကားချက်တွေလည်းပါတယ်ညဉ့်ညဉ့်ညံညံစာတွေလည်းပါတာပေါ့ကိုနေခဲ့ရတဲ့နေရက်တွေကိုရည်တွက်ရင်9ရက်တစုချစ်ထားတာတွေလည်းတွေ့နိုင်တယ်ပြောရရင်ဒါတွေအားလုံးဟာအတန်တစ်အောက်ခေါက်ချစ်ပြီးအော်နေချစ်တစ်မျိုးပါအခါတကာပေါက်နာကကော့ကရစ်နိုင်ရန်ပေါ်မှာတော့ပင့်ကူလူသားစပိုက်ဒါမင်းပိုခတ်သေးသေးလေးတစ်ခုကိုတွေ့နိုင်တယ်ဘသူဆွဲထားခဲ့တယ်ဆိုတာကိုတော့မပြောနိုင်ဘူးအင်းစိတ်ထောင်ထဲမှာကျွန်တော်ကိုတယောက်တည်းတစ်ခတ်တီးတတ်ထားတယ်တခြားထောင်တွေမှာလည်းအဲ့ဒီလိုပါပဲကျွန်တော်ခံရပတ်လဲကအခန်းတွေမှာတော့တခန်းကို2ယောက်3ယောက်နေရတယ်တချို့ခန်းတွေဆိုဒီထက်လူပိုများတယ်ရိုးရိုးသားသားဝေါ်ခံရရင်တယောက်တည်းနေရတာကိုကျွန်တော်သဘောကျပါတယ်ဒါပေမဲ့တယောက်တည်းမထားလဲဘာမှပုံမထူးပါဘူးအာနာသေးစင့်ကောင်းဆောင်တွေကဒီလိုလူပါဝါတဲ့နိုင်ငံခြားသားကိုသူတို့ရဲ့ရန်သူတွေနဲ့တောင်အတူတူမထားနိုင်ဘူးမြန်မာပြည်ကလူတွေရဲ့အတွေးခေါ်တွေအယောင်ဆိုးခံရမှာကိုစိုးရိမ်ပူပန်နေချင်ပါရဲ့ထားအာဏာပိုင်တွေကကျွန်တော်ဘာလို့စိုးရိမ်တယ်တမန်နဲ့မှာကျွန်တော်ကိုနိုင်ငံရေးချင်းသားတဦးကသူ့အခန်းကိုလာပြီးလက်ဖက်ရည်တောက်ဖို့ဖိတ်တယ်သူကအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရဲ့တက်ကြီးပိုင်းခေါင်းဆောင်တစ်ယောက်ပါတိတ်ခါရှိလူသိများတဲ့သူတူပေါ့သူတို့မျိုးဆက်ကအင်္ဂလိပ်စာကြနာနာသင်ခဲ့ရပြီးဒုတိယမိခင်ဘာသာစကားလိုပြောနိုင်ရေးနိုင်တယ်ဒီတော့သူနဲ့ကျွန်တော်နဲ့ပြောစရာဆိုစရာတွေအများကြီးဒါပေမဲ့နိုင်ရန်တွေမှာနားတွေရှိနေလေတော့ကျွန်တော်တို့ကထိရှလွယ်တဲ့အကြောင်းအရာတွေမဆွေးနွေးခဲ့ပါဘူးအလာပါတလာပါပြောကြဆိုကြတာပါမှတ်မိသလောက်စစ်တနေရဲ့အထင်ကြီးရနေရာတွေအကြောင်းပြန်ပြောကြတယ်သူက1980လောက်ကစစ်တနီမြို့ကိုအလဲပတ်ရောက်ခဲ့ဖူးတယ်အဲ့ဒီလိုသူနဲ့ပြောဆိုပြီး2နာရီလောက်အကြာမှာတော့ထားအာနံပိုင်တွေကသူ့ကိုသူ့ခန်းထဲကထွက်ခိုင်းတော့တာပါပဲထောင်ဆောက်6ယောက်လောက်ကသူ့ပစ္စည်းတွေကိုထုတ်ပိုးပြီးသူနဲ့အခြားတိုက်ကိုခေါ်သွားကြတယ်ထားအာနံပိုင်တွေကသူတို့မှာအဆွဲရှိကြောင်းပြလိုက်တာပါအကျဉ်းခန်းတွေမှာပိတ်ခံထားရခြင်းက
အင်းစေထောင်သားတိုင်းရဲ့ပုံသေးအနေထားတစ်ခုပါတနေ့ကို2ကြိမ်အကျဉ်းခန်းထဲကနေထွက်ခွင့်ပေးတယ်မနက်9နာရီကနေ9နာရီတစ်ကြိမ်ညနေ2နာရီကနေ4နာရီတစ်ကြိမ်အပြစ်ထွက်ပြီးလေ့ကျင့်ခန်းလုပ်နိုင်တယ်အခြေတိကျကတော့အဆောက်တွေပေါ်မှာမူတည်တယ်အဝေးကြီးတော့သွားလို့မရပါဘူးတိုက်ဝင်းထဲမှာသွားလာရတယ်တိုက်လေအတွက်တော့9မီတာလောက်ကျယ်တဲ့မြေခွက်လေးတစ်ခွက်ရှိတယ်အချင်းခန်းတွေနဲ့နောက်ကထောင်နှံရန်ချနေရာလေးပါအဲ့ဒီနေရာလေးကတော့ရေထက်ထားတဲ့ကန်တွေနဲ့တခြားပစ္စည်းတွေနဲ့ရှုပ်နေပေမဲ့လမ်းလျှောက်ဖို့နေရာလေးတော့ရှိတယ်အရေးကလည်းမရှိတော့ကျွန်တော်မှလမ်းလျှောက်ဖို့အတွက်အတော်ကိုနေလောင်ခံရတယ်အကျဉ်းသားတွေကိုဓာန်ပေးတဲ့ပုံစံတစ်မျိုးကအဲ့ဒီလိုနေ့စဉ်အပြည့်ထွက်လမ်းလျှောက်ခွင့်ပိတ်ပြီးတနေ့လိုခန်းထဲမှာပိတ်ထားတာပါ VIP လူကြီးတွေလာမယ်ဆိုရင်လည်းပိတ်လေးရှိတယ်ပြောရရင်ဒီလူကြီးတွေကလည်းအများသားလားအထူးသဖြင့်အာဏာသိမ်းအဖွဲ့ကဆွဲခန့်ထားတဲ့အမျိုးသားလူခွင့်ရေးကော်မရှင် National Human Rights Commission ကအသုံးမကျလှတဲ့အဖွဲ့ဝင်တွေပေါ့ဒီလိုအပြစ်ထွက်မှုအပိတ်ခံရတာအပတ်တိုင်းနှီးပါပဲအပြင်ကရေထက်ထားတဲ့ကန်ကကျင်းသားတွေဆေးဖို့ကြော်ဖို့နဲ့ရေချိုးဖို့ပါဆေးကြောဖို့ workshop ဖို့ဆိုရင်ပုံနဲ့ခတ်ကြတယ်ရေချိုးဖို့ဆိုရင်တော့ခွက်နဲ့ခတ်ချိုးကြတယ်အများစုကတော့မနဲ့တကားဖွက်ပြီးဆိုတာနဲ့လှုပ်လေးရှိတယ်လို့ညနေတကားပိတ်ခါနီးမှလည်းလှုပ်လေးရှိကြပါတယ်အကျဉ်းထောင်တွေကကြားမခွဲခြားထားတယ်ဆိုပေမဲ့မြန်မာအများစုကအရှက်ကြီးတယ်ရေချိုးရေလူကြီးတူတူပြင်ဝတ်ပြီးချိုးလေးရှိကြတယ်ကျွန်တော်တို့လိုအပြင်လူတွေအတွက်ကကြတော့တိတ်ဂယုမဆိုင်နေပါဘူးမီးခဏခဏပြတ်တဲ့ကာလတွေမှာရေစက်တွေကအလုံးမလုံးတော့ရေကန်တဲကရေတွေအတော်နဲလာတာကိုကြိုးရတယ်။အဲ့ဒီအခါမျိုးမှာကျွန်တော်တို့ဟာအနတ်သက်မကောင်းတဲ့ရေတွေနဲ့ချိုးကြရတယ်။ရာသီဥတုကလည်းတိတ်ပူတယ်။တစ်ချေလုံးနီးပါးပူနေတော့နေ့တိုင်းရေမချိုးပဲလည်းမနေနိုင်ဘူး။ဒီတော့အဲ့ဒီရေဆိုးတွေနဲ့ပဲကျွန်တော်တို့ချိုးခဲ့ရတယ်။တခြားအချင်းခန်းအပြင်ထွက်နိုင်တဲ့အခွင့်အရေးတစ်ခုကတော့အစာအသောက်ဝေတဲ့ခြေပါ။မနက်စောစောတစ်ချိန်နဲ့ညနေခန်းကမပိတ်ခင်တစ်ချိန်နှစ်ချိန်ကျွေးတယ်အစားတောက်တွေကပိုးကြီးသုံးပုံးနဲ့ရောက်လာတယ်အတေးအကျခိုင်းကန်ထားရတဲ့အကျဉ်းသားတွေကတဲလာပေးတာတဘိုးမှာတော့ထမင်းပါတယ်ပုံမှန်အည်သွေးကညံ့လောပါတယ်မာတဲ့အခါမာတယ်ပြောတဲ့အခါပြောတယ်သွားကြိုးစီနိုင်တဲ့ကြောက်ခဲတွေနဲ့တခြားຢာတွေလည်းရောပါနေတတ်တယ်ဒုတိယပုံကကြတော့အည်ကျဲကျဲပဲဟင်းရီပါပြောရမယ်ဆိုရင်ကျွေးသမျှထဲမှာအာဟာရရှိဆိုလို့ဆိုနိုင်တယ်။ဒါတော့တခါတလေရေနဲ့ပဲကအချိုးစားမမျှတော့ဘိုက်တောင်မပြည့်တယ်လို့အာဟာရလည်းမဖြစ်ပါဘူး။နောက်ဆုံးပိုးကတော့အသားလို့အမိတက်ထားတဲ့အရာတွေပါ။ဒီပိုးကျွန်တော်စီရောက်လာတဲ့အခါရှိသမျှအာဟာရတန်ဖိုးတွေကကုန်နေပြီ။အသားကိုရောင်းစားကြတယ်လို့ပြောကြတယ်။အယိုးမှာကပ်ပါလာတဲ့အသားနဲ့ရဲ့အယော့နဲ့စီတချို့ပဲပါလာတော့တယ်ဒီပုံးတွေရောက်လာတဲ့အခါကျွန်တော်တို့ကတန်းစီပြီးတယောက်တစောစီပုံးထဲကနေယူကြတယ်ပုံးတွေထဲမှာရောက်ချိုစောကြီးတွေတတ်ထားတယ်တခါတလေများပဲဟင်းပုံးထဲကရောက်ချိုကပဲဟင်းရီထဲကိုနင့်သွားတတ်တယ်အဲ့ဒီတော့လဲလက်တွေနဲ့နှိုက်ပြီးဆယ်ယူကြရပြန်တယ်ပြောရရင်ကျမ်းမာရေးအတွက်အတော်ကိုစိတ်ခေါ်ခံရတာပါပဲတချို့လူတွေကတော့ခူးခတ်ပြီးတခါတည်းစားလိုက်ကြတာပါပဲတချို့ကတော့ကိုယ်ခန်းနဲ့ကိုပြန်ယူသွားပြီးစားကြတယ်ကျွန်တော်ကလည်းအခန်းထဲပြန်ယူသွားပြီးစားလေးရှိတယ်စားရင်းနဲ့စာဖတ်ကိုယ့်ဘာသာကိုတနေရာမှာရောက်နေတယ်လို့စိတ်ကူးနဲ့နေရတာပါပါရမတော့ကျွန်တော်ကိုစကပြအမျိုးသမီးလေးပေးခဲ့တဲ့စာအုပ်ကိုပဲဖတ်ရတာပေါ့နောက်တော့စာအုပ်တွေရောက်လာတယ်ကျွန်တော်တို့ကိုကြွေးတဲ့အစားအစာတွေကလူနဲ့စိတ်ကိုအထောက်ပံ့ပေးဖို့မလိုတော့တော့အကျဉ်းသားအများစုကအပြင်ကအစားအသောက်တွေကိုအားကိုးကြရတယ်။ဒီအစားအသောက်တွေကမိသားစုနဲ့မိတ်ဆွေတွေကပို့ပေးတာတွေလည်းရှိတယ်။ထောင်ဆောင်တွေကနေတစ်စိတ်ဝင်လာပြီးပြန်ဝယ်ရတာလည်းရှိတယ်။အကျဉ်းသားတော်တော်များများကအပြင်ကနေဘာမှမရကြဘူး။ဆင်းရဲတာလည်းပါတယ်။မိသားစုမရှိတာလည်းပါတယ်။စစ်အာဏာရှင်ရဲ့အညှိုးခံထားရတာလည်းပါတယ်အဲ့ဒီလိုဘာမှမရကြတဲ့အကျဉ်းသားတွေကထောင်ကကျွေးတာတခုတည်းနဲ့ခက်ခဲရပ်တည်ကြရတယ်တောက်ရည်ကကြတော့ကျွန်တော်တို့အတွက်အမြဲပြဿနာရှိတယ်အရည်တွက်နဲ့အရည်သွေးနှစ်ခုစလုံးပေါ့ရေကိုတောက်ရည်ထည့်ထားတဲ့ဘူးကြီးတွေနဲ့ယူလာပေးတယ်အစားတောက်ယူလာပေးတဲ့အကျဉ်းသားတွေကပဲ
သယ်လာပေးကြတာပါဒီရေတွေကစစ်ပြီးသားလို့တော့ပြောတယ်ဒါပေမဲ့စစ်ထားလေးမရှိပါဘူးဒီတော့အကျဉ်းသားတော်တော်များများကနေမကောင်းဖြစ်မှာဆိုလို့ရေဝယ်တောက်ကြရပြန်တယ်တချို့ကလည်းအပြင်ကနေပို့ကြတယ်ဒါကအခြေတော်တော်များများတော့လုပ်ဖြစ်တယ်ဒါပေမဲ့တခါတလေထောက်အာနာပိုင်တွေကပညာပေးတဲ့အနေနဲ့အဲ့ဒီလိုလုပ်ခွင့်ကိုပိတ်ထားတတ်သေးတယ်ဘာကိုပညာပေးချင်တယ်ဆိုတာနားလည်ရအတော်ခက်တယ်ကျွန်တော်မိတ်ဆွေပိုင်ရဲသူကတော့ကျွန်တော်ကိုစိတ်ဓာတ်မကျအောင်အမြဲလုပ်ပေးလေးရှိတယ်မနဲ့မိုးလင်းလို့အခန်းတကားတွေဖွင့်ပြီးဆိုတာနဲ့ကျွန်တော်ကိုလာတွေးလေးရှိတယ်ပိုင်ရဲသူမှာတငယ်ချင်းအတော်များများရှိတယ်အင်းစေထောက်တွင်းမှာရောအပြင်မှာပါဆက်သွယ်တွေရှိတယ်ဒီတော့သူကကျွန်တော်ကိုဥဥဖြားဖြားသတင်းတွေလာပေးတတ်တယ်အပြင်မှာဘာတွေဖြစ်နေတယ်ကျွန်တော်ဘာတွေဖြစ်နိုင်လဲဆိုတာကိုသူများတွေမသိနိုင်ခင်ကျွန်တော်ကိုသတင်းလာပေးတတ်တယ်ယာကော့ကလည်းကျွန်တော်ကိုအစားအသောက်နဲ့တခြားအရာတွေအဆင်ပြေအောင်စီစဉ်ပေးတယ်သူနဲ့ထောက်ထဲမှာအတူနေခဲ့ရတဲ့6လလုံးမှာသူကကျွန်တော်ကိုနီးမျိုးစုံနဲ့ကူညီပေးခဲ့တယ်သူ့အခန်းကကျွန်တော်အခန်းနဲ့ကပ်လျက်တခါတလေကျွန်တော်တို့တူတူမနဲ့စားကြတယ်ပိုင်ရဲသူနဲ့တခြားသူတွေလည်းလာတတ်ကြတယ်မနဲ့ပိုင်းအခန်းပြေထွက်လို့ရတဲ့အခြေတွေမှာပေါ့ယာကော့ကထောက်ထမင်းထောင်ဟင်းကိုပြုပြင်ပြီးချက်တက်ပြုတ်တတ်တဲ့သူတွေထဲမှာပါတယ်တီထွင်ပြီးကြံဖာချက်ပြုတ်တတ်တဲ့စဖို့မှုတစ်ယောက်သူရနိုင်တဲ့ရိုးရိုးရှင်းရှင်းပစ္စည်းလေးတွေနဲ့စားစရာတွေဖန်တီးနိုင်စွမ်းရှိတယ်သူ့တဲ့အိုးမှာအစွမ်းပြချက်တာကိုကြည်နေရတာကျွန်တော်အတွက်တော့အန်ဂီရဖို့ထိုးနေတာကြည်နေရတယ်လို့ပါပဲကျွန်တော်ကအဒဲအိုးလို့ပြောပေမဲ့တကယ်တော့သူ့ဘာသာသူရှာဖွေထားတဲ့အကြော်အိုးတစ်လုံးကိုအကျဉ်းတောင်လျှက်စစ်မီဝါယာချိုအတူစတွေနဲ့ချိတ်ဆက်ထားတာပါသူ့ကြံရီဖန်ရီလဲပါတယ်လို့ထောင်ဆောင်တွေကိုပေးရကန်ရတာလည်းရှိတယ်သူဟင်းချက်ပညာကိုအများကလေးစားခံရတော့သူ့ကိုချီးကပ်ပြီးအကူအညီလဲမကြတောက်တကြတယ်သူကသူ့ပစ္စည်းတွေအမြဲတော့မပေးဘူးဒါပေမဲ့ဘဝတူအကျဉ်းသားတွေစားမရအောင်ဆိုးတဲ့အစားအသောက်တွေကိုတော့စားပျော်ပွဲလေးဖြစ်အောင်ကူညီပေးလေးရှိတယ်2021ဂျော်လာထဲကကျွန်တော်မွေးနေ့မှာတော့ယာကော့နဲ့ကျွန်တော်မေးဆွေတစုကကျွန်တော်အတွက်အစီအစဉ်လေးတစ်ခုလုပ်ပေးကြတယ်မြည်တို့မြည်ဖို့လိုချသည်မသိလိုအပ်တဲ့ပစ္စည်းတွေမရှိပါပဲမို့ဖို့မရှိပဲနဲ့ကျွန်တော်အတွက်မွေးနေ့ကိတ်လေးတစ်လိုလက်ဆောင်ပေးကြတယ်ကျွန်တော်ဘဝမှာမြင်ဖူးသမျှစားဖူးသမျှကိတ်မှုတွေထဲမှာအထူးခြားဆုံးမွေးနေ့ကိတ်တစ်လုံးပါကျွန်တော်မှာကင်မရာတစ်လို့ရှိရင်ကောင်းမှာပဲလို့စိတ်ကူးမိတယ်ဒါပေမဲ့ဒီလိုစိတ်ကူးကပထမဆိုးချိန်မဟုတ်တယ်လို့နောက်ဆိုးချိန်လည်းမဟုတ်ခဲ့ပါဘူးကင်မရာတစ်လုံးကိုအခုလိုမွေးနေ့ကိတ်ထက်ဝမ်းနည်းစရာကောင်းတဲ့အဖြစ်အပျက်တွေမှတ်တမ်းတင်ခြင်းလို့လိုချင်မိတာအကြိမ်ကြိမ်ပါပဲတိုက်လေးမှာယာကော့ဟာအပြင်ကနေဆေးဝါးပစ္စည်းနဲ့အစားအစာပါဆယ်တွေရသူမဟုတ်ပါဘူးဒါတွေရရင်တော့ထောင်ထဲကဘဝဟာတက်ရှူနည်းနည်းချောင်းတာပေါ့အဲ့ဒီလိုဘာမှမရတဲ့ယာကော့ဟာသူ့ဘဝရတည်ဖို့သူ့ဘာသာကြံဖာရတယ်နိုင်ငံရေးအချင်းသားတွေထဲမှာသူကဦးဆောင်သူတယောက်လိုလဲဖြစ်နေတော့ဝင်ငွေရဖို့ဖန်တီးရတယ်အဲ့ဒီတော့သူကကွာရရောက်နေတခြားထောင်သားတွေနဲ့အဆောက်တွေကိုရောင်းတာပါကွာရဆိုတာကတော့အရှိတောင်အာရှမှာလူကြိုက်များတဲ့အပြော့စားစိတ်ကြွစေတဲ့အရာတစ်မျိုးပါမြန်မာပြည်ကလူတွေတော်တော်များများလဲကွမ်းဆွဲနေကြတယ်တချို့ကကြတော့ဆေးရွက်ကြီးလဲထည့်စားကြတယ်ယာကော့ရဲ့ကွာရကကြတော့ဆေးရွက်ကြီးမပါဘူးကွာရအတွက်ပစ္စည်းတွေကတော့တနေရာစီကနေသူ့နီးသူ့ဟန်နဲ့ထောင်ထဲကိုရောက်လာတယ်သူကအဲ့ဓာတွေကိုပေါင်းပြီးကွာရလိုရောက်နေသူကွာရရောက်ပြီးငွေရှာတယ်ပြောလို့ငွေတွေအများကြီးရတဲ့လုပ်ငန်းလို့တော့မထင်လိုက်ပါနဲ့သူ့လုပ်ငန်းကြောင့်ဘသူစီကမှလည်းမျက်နှာသာပေးတာမခံရပါဘူးသူထောင်ထဲမှာရှင်သန်နိုင်အောင်အခြားချင်းသားတွေကိုကူညီနိုင်အောင်အမျက်နည်းနည်းပါးပါးရတယ်ဆိုရုံပါကျွန်တော်မှာနိုင်ငံရေးအချင်းသားမိတ်ဆွေတွေအပြင်တခြားယုံကြည်ရတဲ့မိတ်ဆွေကက်တင်ရှင်တွေလည်းရှိပါတယ်အင်းစေထောင်ထဲမှာအကျဉ်းသားအမျိုးမျိုးရှိပါတယ်တိုက်လေးမှာနိုင်ငံခြားသားအများစုကိုထားပါတယ်အများစုကမူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အမှုတွေကြောင့်ရောက်လာသူတွေပါတနည်းနည်းနဲ့နာမည်ကြီးတဲ့ပြည်တွင်းကအကျဉ်းသားတွေလည်းရှိတယ်ကျွန်တော်ကမူးယစ်မှောက်ကူတွေကြားမှာနာမည်ကြီးတယ်ဒီလိုဖြစ်လာလိမ့်မယ်လို့တခါမှလည်းမတွေးထားခဲ့ဘူးအထူးသဖြင့်
တိုက်လေးကထိုင်ဝမ်လူငယ်လေးတွေနဲ့ကျွန်တော်အဖွဲကြတယ်သူတို့ကလော်ခဲ့တဲ့နှစ်အနည်းငယ်ကမူးယစ်ဆေးဝါးမှုနဲ့ထောင်ဒဏ်14နှစ်ချခံထားရတဲ့သူတွေပါကျွန်တော်အမြင်မှာတော့သူတို့တွေကအသက်ငယ်ပြီးလောကကြီးအကြောင်းဘာမှသိနားမလဲသေးတော့မြန်မာနဲ့ထိုင်ဝမ်ကမူးယစ်ရာဇာတွေရဲ့အသုံးချတာကိုခံလိုက်ရတဲ့နယ်ရုပ်လေးတွေပေါ့သူတို့ရဲ့ရိုးအနိုင်မှုတွေကြောင့်ကျွန်တော်သူတို့အပေါ်တွေ့တာစိတ်ဖြစ်မိတယ်သူတို့နဲ့ပြောဆိုဆက်ဆံရတာဟာစစ်တနီကចောင်းသားတွေအမျိုးတွေကလူငယ်လေးတွေနဲ့မိတ်ဆွေလူငယ်တွေကိုတတိယစေတယ်ထိုင်ဝမ်လူငယ်လေးတစ်ယောက်ကကျွန်တော်ရဲ့တူလေးတင်မတီနဲ့အတော်တူတော့ကျွန်တော်ကသူ့ကိုအဲ့ဒီနာမည်လေးပေးထားတယ်သူကလည်းအဲ့ဒီနာမည်ကိုအတော်သဘောကျတယ်နောက်တော့လူတိုင်းကသူ့ကိုတင်းလို့ခေါ်ရင်ခေါ်မဟုတ်ရင်ရှောင်ရဲ့တူလေးလို့ခေါ်ကြတယ်နေရုပ်လေးတွေဆိုပေမဲ့ထိုင်ဝမ်ကဒီလူငယ်ကလေးတွေမှာနောက်ခံကောင်းကောင်းရှိကြတယ်သူတို့ရဲ့ဆရာကြီးများကသူတို့အထက်မှာတက်တက်တာတာနေနိုင်အောင်လိုအပ်တဲ့စေခံပစ္စည်းတွေအစားအစာတွေပို့ပေးကြတယ်ပြောရရင်ထောင်တထေးတွေပေါ့ထောင်အာဏာပိုင်တွေကိုပေးထားနိုင်တော့သူတို့အတွက်ချက်ပြုတ်ဖို့နေရာတွေလုပ်ပေးတယ်ခန်းပြင်မှာလက်ချစ်ကလုပ်ဖို့ပစ္စည်းတွေဆင်ထားပေးတယ်ဒီနေရာမှာကျွန်တော်အပူတွေမပြောမိအောင်တတိထားပါတယ်ဒါပေမဲ့သူတို့အခန်းထဲမှာ TV တွေချင်ထောင်တွေနဲ့တခြားကျင်းသားတွေမရနိုင်တဲ့ပစ္စည်းတွေရှိတယ်သူတို့ကလည်းရဲ့ရောပါတယ်သူတို့မှရှိတာလေးတွေကိုတခြားသူတွေနဲ့မျှသုံးတယ်တခါမှနနက်သီးဘူးထဲကအရီနဲ့အရက်ချက်ကြတယ်ကျွန်တော်တငိုလောက်မြည်ကြည့်တယ်အရသာမကြိုက်ဘူးဆိုတာတဲ့ဒီအင်းစိတ်ထဲမှာကျွန်တော်အရက်မူးချင်ဘူးအရက်နာလည်းမကြချင်ဘူးအဲ့ဒီလိုသူတို့နဲ့အဖွဲကြတယ်လို့ဒီထောက်ထဲမှာခန့်ဆန်းဆန်းအကျဉ်းသားတွေနဲ့လည်းထိတွေ့ရတယ်အများစုကကြတော့အန္တရာယ်မရှိပါဘူးဒါပေမဲ့လူတစ်ယောက်ကိုတော့ကျွန်တော်တတိထားပြီးဆက်ဆံရတယ်သူကအောင်ဝင်းစော်ပါ2019မှာဦးကိုနီကိုလှုပ်ကြံရမှာကြံရပါအဖြစ်နဲ့ထောင်ထဲရောက်နေသူဦးကိုနီဆိုတာဒေါ်စုရဲ့အရေးကြီးဆုံးဥပဒေအကြံပေးပုဂ္ဂိုလ်ပါသူကြောင့်ဒေါ်စုဟာနိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်လာခဲ့တယ်2008အခြေခံဥပဒေကဒေါ်စုကိုသမ္မတအရာထူးမရအောင်စနစ်တကျပိတ်ထားခဲ့ပေမဲ့ဦးကိုနီရဲ့အကြံပေးချက်နဲ့ဒီယာထူးကိုဖန်တီးနိုင်ခဲ့တယ်ဒီယာထူးကြောင့်ဒေါ်စုဟာတိုင်းပြည်ကိုထိထိရောက်ရောက်ဦးဆောင်ပေးနိုင်ခဲ့တယ်ဒါတွေကြောင့်ပဲဦးကိုနီဟာနေကင်းကြောင်တောင်ကြီးမှာအလုတ်ကြံခံခဲ့ရတယ်။ရန်ကုန်လေဆိပ်မှာအငှားရင်စီးဖို့စောင့်နေတော့ဦးကောင်းကိုတနတ်နဲ့အပြစ်ခံခဲ့ရတယ်။အဲ့ဒီအချိန်တုန်းကသူဟာသူ့မြေးမလေးကိုခြိထားတာပါ။ဦးကိုနီဟာချက်ချင်းပဲလက်ကျပြီးတိတ်ဆိုးသွားတယ်။သူ့ကိုလှုပ်ကြံသူတွေကထွက်ပြေးလွန်မြောက်သွားတယ်။ဒီလူတွေကိုလိုက်ဖမ်းတဲ့အငှားရင်မောင်းသူတူဟာအပြစ်ခံရပြီးဆိုးသွားတယ်။ဘသူတွေကခိုင်းလို့လုပ်တယ်ဆိုတာမသိရပေမဲ့နောက်ဆုံးမှာတော့အောင်ဝင်းစော်နဲ့နောက်တူကိုဖမ်းမိပြီးတေတံအပေးခံရတယ်။အောင်ဝင်းစော်ကလည်းကျွန်တော်နဲ့ခန့်ကွက်ကွာနေတယ်။ဒေါ်စုရဲ့ဥပဒေအကြံပေးဦးကိုနီနောက်ကိုစီးပွားရေးအကြံပေးကလည်းလိုက်သွားနိုင်တယ်ဆိုတာမျိုးကိုတခါမကပြောဆိုတာမျိုးရှိခဲ့တယ်။ကျွန်တော်လည်းသူနဲ့အဝေးဆုံးမှနေပါတယ်တခြားအဆောင်တွေတိုက်တွေမှာတော့ယာနဲ့ချီတဲ့အကျဉ်းသားတွေကိုအခန်းကြီးတွေထဲမှာစုပြီးထားတယ်လူဦးရေနဲ့အခန်းတွေမမျှသလိုတိတ်ခါရှိရှိနေထိုင်ခွင့်လည်းဆုံးရှုံးကြရတယ်ဒီအကျဉ်းသားတွေကိုတတိယတန်းအကျဉ်းသားတွေ Class C prisoners လို့ခေါ်ကြတယ်အများစုကတမန်လူတွေပါအဲ့ဒီထဲမှာရာဇဝတ်မှုတကယ်ကျူးလွန်ခဲ့သူတွေလည်းပါတယ်ဒါပေမဲ့ကျွန်တော်အင်းစေထောင်မှာရှိနေချိန်မှာတော့အများစုကလူငယ်လေးတွေဖြစ်နေတယ်။ចောင်းသားလေးတွေဆန္ဒပြသူတွေနဲ့တနည်းနည်းနဲ့စစ်အာဏာရှင်ကိုဆန့်ကျင်ကြတဲ့သူတွေပေါ့။သူတို့ကပုံမှန်905နဲ့ပြင်းထန်ချထားတာကိုခံရတယ်။ကျွန်တော်ရှိစဉ်ကာလမှာဒီလူငယ်လေးတွေ18000လောက်ဟာအင်းစေထောင်ထဲမှာအဖမ်းခံနေရတယ်။တတိယတန်းအကျဉ်းသားတချို့ကငယ်လောတယ်တချို့ကတော့ကြီးလောတယ်အသက်ကြီးတဲ့သူတွေကထင်သာမြင်သာရှိတယ်စပင်တွေဖြူသွားတွေကျိုးခါးတွေကကုန်းနဲ့ပေါ့စပယ်ဆေးဆိုးတာကလည်းမြန်မာပြည်မှာခင့်စားတယ်အင်းစေထောင်ထဲမှာတော့တချို့ကဆိုးကြတယ်ဒီအကျဉ်းသားတချို့ကအလုတ်ကြမ်းလုပ်ကြရတယ်ပြင်မရစင်မရထောင်ရဲ့အခြေခံစောက်အုပ်တွေကိုအတင်းပြင်ခိုင်းတာမျိုးခံရတယ်
တာရိယတန်အကျဉ်းသားတွေကအစိခံသာသာနေကြရတယ်။မနေ့4:45မှာထားရတယ်။ဖျားအတင်းရှိခိုးခိုင်းပြီးပရိတ်တွေရော့ခိုင်းတယ်။ပြီးရင်ဆံမျိုးလိုမနဲ့စာမျိုးကျွေးပြီးအလုံးတန်းဆင်ခိုင်းတယ်။တချို့အလုပ်တွေကတော့အလုံးလို့ပြောလို့ရပါတယ်။ရေခတ်တာတန့်ရှင်းရေးလုပ်တာပစ္စည်းသည်တာစတဲ့အလုပ်မျိုးတွေပေါ့။တချို့ဟာတွေကတော့အလုံးမရှိလှုပ်ရှားပြီးခိုင်းထားတဲ့အဓိပ္ပာယ်မဲ့အလုပ်တွေပါ။ဥပမာအကျဉ်းသားတွေကိုမြက်တပင်ချင်းစီလက်နဲ့နှုတ်ခိုင်းတာမျိုးပေါ့ဒီအလုပ်တွေကိုနေ့တစ်နေ့ရဲ့အပူဆုံးခြေတွေမှာလုပ်ခိုင်းတယ်ထိခိုက်မှုကာကွယ်ပေးတဲ့အဝတ်စားတွေကရိယာတွေဘာမှမပေးထားဘူးထိခိုက်ဒဏ်ရာရရင်တော့ကူညီပေးတာမျိုးမရှိဘူးအင်းစေထောင်ထဲမှာကြားမအသေးချခွဲထားပေမဲ့ကျွန်တော်အမျိုးသမီးချင်းသားတွေကိုဖြတ်သွားဖြတ်လာအတော်တွေးခဲ့ရပါတယ်လူလတန်းစားပညာတတ်တွေဖြစ်ကြပြီးသူတို့ရဲ့နေ့စဉ်ဘဝတွေထဲကဆွဲထုတ်ခံခဲ့ရတယ်ဆိုတာကြည်ယိုနဲ့သိတာပါတယ်ကျွန်တော်လည်းအဲ့ဒီလိုပဲခံစားရတယ်ဒါပေမဲ့တယောက်မှတော့ဝမ်းနေတဲ့ပုံစံမပြကြပါဘူးတချို့အမျိုးသမီးချင်းသားတွေကကလေးလေးတွေနဲ့အတူနေကြတယ်ကျွန်တော်အတွက်တော့ဒီမြင်ကွင်းတွေကစိတ်နာစရာပါဒါပေမဲ့ရွေးချယ်စရာနည်းနည်းတဲ့ကအကောင်းဆုံးအနေအထားတစ်ခုကိုသူတို့ရွေးချယ်ထားတယ်လို့ပဲစိတ်ဖြင်းမိပါတယ်ထူးထူးခြားခြားအကောင်းမြင်မိတာတစ်ခုကတော့ထောင်တွင်းမှာ LGBT အကျဉ်းသားတွေကိုအတိမတ်ပြုလက်ခံကြတယ်မြန်မာပြည်ကရှေးရိုးဆန်တဲ့လူဖွဲ့စည်းဆိုပေမဲ့ထောင်တွင်းမှာတော့ဒါကိုအလွယ်တကူလက်ခံကြတယ်ကျွန်တော်အမြင်မှာတော့ထောင်တွင်းအတိုက်မျိုးမှာ LGBT တွေအပေါ်ပိုပြီးနားလည်ပေးကြတယ်နောက်ပြီးမင်းအောင်လှိုင်နဲ့သူနောက်လိုက်ရှေးရိုးဆွဲဝါဒီတွေရဲ့အတွေ့အခေါ်အယူဆတွေကိုလက်ကလေးထောက်ပြနေသလိုပါပဲကျွန်တော်တစ်တာထဲမှာနေခဲ့ရတော့ကတခြားအကျဉ်းသားတွေနှိပ်စက်ခံရတဲ့အတန်တွေကြားရတယ်ဆိုတာကိုအစပိုင်းမှာရေးပြခဲ့ပါတယ်။အင်းစိတ်ထောင်မှာလည်းဒီလိုနှိပ်စက်မှုတွေရှိပါတယ်။အကျဉ်းသားတွေရဲ့ဒဏ်ရာကိုကျွန်တော်မျက်စိနဲ့တက်အပ်မြင်ခဲ့ရတာပါ။ထိုးကြိတ်ခံရလို့ခြေနဲ့အရိုက်ခံရလို့ဖြစ်လာတဲ့အညိုမဲဒဏ်တွေအမာရော့တွေကျင်းသားတွေမှာရှိနေတတ်တယ်။အများစုကကြောမှာဆိုပေမဲ့တခါတလေလဲညို့တကြီးတွေပေါ်မှာတွေ့ရတတ်တယ်ဒီလိုဒဏ်ရာတွေအတွက်တခုတည်းသောဆေးဟာခရမ်းရောက်ဆေးမှုတွေပါအပင်တွေနဲ့လှုပ်ထားတဲ့တိုင်းရင်းဆေးမှုတွေပါဒါတွေကအနာတွေရောက်မလောက်အောက်ကာကွယ်ပေးတယ်အင်းစေထောင်မှာရှိစဉ်မှာအဲ့ဒီလိုဒဏ်ရာတွေနဲ့လူတွေယာနဲ့ချီပြီးတွေ့ခဲ့ရတယ်အများစုကအလုတ်ကြံလုပ်ခဲ့ရတဲ့သူတွေကျွန်တော်ကိုအခန်းချင်းထဲမှာပိတ်မထားတဲ့အခြေတန်းကျွန်တော်ဟာအပြင်ထွက်ပြီးလူတွေကိုစိတ်အားတက်လာအောင်လှုပ်ဖို့ကြိုးစားတယ်အထူးသဖြင့်တာရိယတန်အကျဉ်းသားတွေကိုပါသူတို့ကိုကျွန်တော်နေတဲ့အဆောင်ရှိမှတွေ့ရတတ်တယ်ကျွန်တော်ကအကျဉ်းသားတွေကြားမှာထူးထူးခြားခြားဖြစ်နေတော့တခါတလေသူတို့ကရင်းနှီးတဲ့အကြည့်တွေနဲ့စိုက်ကြည့်နေကြတယ်ကျွန်တော်ကိုမသိတဲ့သူတွေကလည်းရှိတယ်ကျွန်တော်အကြောင်းသိသူတွေကကြတော့ကျွန်တော်ကိုပြုံးပြကြလက်မထောက်ပြကြတယ်တခါတလေလက်သူချောင်းတော့ထောက်ပြတတ်သေးတယ်တချို့လဲကျွန်တော်အနာကိုကတ်လာပြီးသူတို့ကိုမေ့မသွားဖို့နဲ့အခွင့်အရေးရရင်သူတို့အကြောင်းလူတွေသိအောင်ပြောပေးဖို့တောင်းဆိုကြတယ်ကျွန်တော်သူတို့ကိုမမေ့ပါဘူးကျွန်တော်မြင်ခဲ့ရတဲ့သူတို့ရဲ့ဒုက္ခတွေမတရားခိုင်းစေခံရမှုတွေသူတို့တွေမကတနိုင်ငံလုံးမှာဖြစ်နေတဲ့မတရားမှုတွေကိုကျွန်တော်ဘလို့မှမမေ့နိုင်ပါဘူးဒီစာအုပ်ကလည်းဒီမတရားမှုတွေကိုဖော်ထုတ်ပေးတဲ့ရင်တစ်မျိုးပါအခုချိန်ထိလည်းသူတို့ခံစားခဲ့ရတဲ့ဘဝတွေကကျွန်တော်ကိုခြောက်လှန့်နေလို့ပါအများအားဖြင့်အေးစေထောင်ကထောင်ဆောင်တွေကကျွန်တော်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံကြပါတယ်သူတို့အများစုကအသက်20ဝန်းကျင်လောက်ပါအများစုကဆင်းရဲကြတယ်ပညာကောင်းကောင်းမသင်ခဲ့ရဘူးတခြားလုံးစရာလည်းမရှိဘူးအ ਨੇ စုကတော့အထက်ကလာတဲ့ပေါ့ကျွန်တော်မေးကြည့်သမျှတော့2020ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုသူတို့မဲပေးခဲ့ကြတယ်ဒေါ်စုကိုလည်းချစ်ကြတယ်အဲ့ဒီအတွက်ကျွန်တော်မှလည်းနည်းနည်းသက်သာခဲ့ပါတယ်ထောင်အရာရှိအတော်များများကလည်းလူမှုအစိုးရလက်ထက်မှာခန့်ထားခံရသူတွေပါအင်းစေထောင်တဲကရက်စက်မှုတွေဆိုးဆိုးဝါးဝါးဆက်ဆံမှုတွေကိုရှော့ချဖို့ကြိုးစားတဲ့အနေနဲ့ခန့်ထားခဲ့ကြတာပါထောင်ထဲမှာအရေးကြီးတဲ့အချက်တွေအသုံးဝင်တဲ့အချက်တွေကျွန်တော်အများကြီးသင်ယူခဲ့ရတယ်အဲ့ဒီလိုပဲမသိချင်တဲ့အချက်တွေလည်းတော်တော်များများသိခဲ့ရတယ်ဥပမာထောင်အရာရှိတွေရဲတွေစစ်သားတွေရဲ့ယာထူးတွေကိုပါကျဲတပွေ့နှစ်ပွေ့သုံးပွေ့အပွင့်ကြီးအမတန်ကြီးတဲ့အပွေ့စသဖြင့်ပေါ့တိတ်ကိုစရာရှုပ်ကြတာဘသူကတော့ယာထူးတိုးမယ်
ဘသူကတော့ကြောင်ထိုးခံရမယ်ဘသူကအချစ်ဆက်ကောင်းတယ်ဘသူကကြောင်တော့မယ်ဆိုတာမျိုးတွေကအစကျွန်တော်သိလာတယ်ဒါတွေကိုကျွန်တော်တခုမှဂယုမဆိုင်ပါဘူးဒါပေမဲ့အစေးရောက်ဖဲပြားကျိုးနဲ့အဆောက်တွေကိုတော့တတိထားပေါင်းရတယ်သူတို့ကစစ်တပ်ထွက်တယ်ဒီအမှတ်သားပါရင်နိုင်ငံရေးအကျဉ်းသားတွေကိုဖိနှိပ်မယ်ဆိုတာကျွန်တော်တို့ကသိနေတယ်ကျွန်တော်တို့အတွက်လူယုံမာတွေပေါ့အဲ့ဒီအထက်မှာတယောက်ကကျွန်တော်ကိုအတော်လေးရန်လို့တယ်သူ့အဖေကစစ်တပ်အရာရှိကြီးတယောက်တဲ့ရွှေရ rose လက်နိုင်အတူကြီးတစ်လုံးကိုဝတ်ထားလေးရှိတယ်ကျွန်တော်ကသူ့ကိုရွှေနိုင်လို့နာမည်ပေးထားတယ်ကျွန်တော်ကအဲ့ဒီလိုနာမည်ပေးတော့တခြားသူတွေကလည်းလိုက်ခေါ်ကြတယ်တညနေမှာသူကကျွန်တော်ကိုအခန်းထဲဝင်ဖို့အတင်းမိတ်ပေးတယ်အခန်းထဲကပိတ်ဖို့အခြေတွေအများကြီးလိုသေးတယ်သူအဲ့ဒီလိုလုပ်လိုက်တော့တတိရှိလာတဲ့ကျွန်တော်မိတ်ဆွေကြီးယာကော့နဲ့တွေ့ပါလေရောမင်းနောက်တစ်ခါအဲ့လိုမလုပ်နဲ့သူ့အကြောင်းမင်းဘာမှမသိဘူးကောင်းကောင်းမွန်မွန်ဆက်စားလို့ယာကော့ကပြောလိုက်တယ်အဲ့ဒီနောက်ပိုင်းမှာတော့ရွှေနာရီဟာကျွန်တော်အပေါ်မှာအချိုးပြောင်းသွားပါတယ်သူလည်းအခြားစောက်တွေလိုပဲယာကော့ကိုတော့ကြောက်တယ်အစောက်တွေဟာမထင်ရင်မထင်တယ်လို့အခန်းတွေတဲ့အလျှောက်တခွေဝင်ဆင်းလေးရှိကြတယ်သူတို့ရှာတာကတော့တားမြင့်ထားတဲ့ပစ္စည်းနဲ့ငွေတွေကိုပါဓားတွေလည်းရှာတတ်တယ်အများအားဖြင့်တန်တို့တန်ဆွားတွေနဲ့လှုပ်ထားတဲ့ချက်ပြုတ်ရေးမှာသုံးတဲ့လက်လှုပ်ဓားတွေပါသူတို့အကြိုက်ဆုံးကတော့လျှက်စစ်ပစ္စည်းတွေပဲမိုဘိုင်းဖုန်းကတော့သူတို့အတွက်ရွှေပေါ့ကျွန်တော်မှမိုဘိုင်းဖုန်းမရှိခဲ့တယ်လို့ကျွန်တော်နေခဲ့ရတဲ့ကာလတစ်လျှောက်လို့လဲမိုဘိုင်းဖုန်းသုံးတာမျိုးမတွေ့ခဲ့ရပါဘူးဒါပေမဲ့ပတ်စံကောင်းကောင်းပေးနိုင်ရင်မိုဘိုင်းဖုန်းလည်းသွင်းလာနိုင်တယ်ဆိုတဲ့ကောလာဟာလာမျိုးတော့ကြားမိတယ်များအားဖြင့်တော့သူတို့ဘာမှရှာမတွေ့တတ်ပါဘူးဒါပေမဲ့သူတို့အထက်ကဘာမှမတွေ့တာကိုလက်မခံတော့ကြံဖန်ပြီးရှာဖွေပြသိမ့်ပြလုပ်ကြတယ်တခါမှတော့အဝတ်လှမ်းနဲ့အင်ဂျီချစ်တွေကိုပြစ်မှတ်ထားတယ်ကျွန်တော်တို့မှာအဝတ်လှမ်းဖို့ဒါတွေပဲရှိတာတခြားလှမ်းလို့ရတဲ့ဝါယာကြိုးတွေတန်ချောင်းတွေဆိုတာမှမရှိတာအင်ဂျီချစ်တွေကပလတ်စတစ်ချစ်တွေပါလက်နဲ့တို့ဘာတို့လို့ရတာမျိုးလည်းမဟုတ်ဘူးဒါပေမဲ့အားလုံးကိုသိမ်းသွားတယ်ကျွန်တော်တို့ကအဲ့ဒီလူတွေရောင်ဆိုပလတ်စတစ်ချစ်တွေတည်သွားတာကိုကြည့်ပြီးသဘောကျနေမိတယ်ဒါပေမဲ့အဲ့ဒီနောက်ပိုင်းတော့အဝတ်ချအောင်လှမ်းဖို့ကအတော်ခက်လာတယ်အဲ့ဒီလိုရှောက်တခွေဝင်စစ်တာတွေကိုသူတို့ကဗီဒီယိုအသေးချာရိုက်ထားတယ်ပြီးရင်ပြည်ရရေးဝေါ်ကြီးဌာနကိုပို့လေးရှိတယ်ကျွန်တော်မှလည်းဘာမှဝှက်ပြီးသိထားတာသိမရှိတော့တခါမှတော့သိမခံရပါဘူးအင်ဂျီကြီးတွေကလွဲရင်ပေါ့လေကျွန်တော်မှဘာမှမရှိတာတော့မဟုတ်ပါဘူးကျွန်တော်မှဓားလေးတစ်ချောင်းရှိတယ်မြေပဲဘူးရဲ့အလူမီနီယံတံပြားနဲ့လှုပ်ထားတဲ့ဓားသေးသေးလေးတစ်ချောင်းအကြေကြေဟိုဘက်ဒီဘက်လှန်ချိုးလိုက်တော့နှစ်ပိုင်းရတယ်နည်းနည်းချော်များတဲ့အပိုင်းကိုလှီးဖို့လုပ်ပြီးနောက်တစ်ပိုင်းကိုလက်ကင်လုပ်တယ်ကျွန်တော်ဓားကအစားတော့အတော်ပြော့ရင်လှီးလို့ရအောင်လောက်ထက်ပါတယ်ဒီဓားလေးအတွက်ကျွန်တော်အတော်ကိုယူတယ်နောက်တစ်ခုကတော့ကျွန်တော်ရဲ့ဘောပင်ပါမိတ်ဆွေချင်းသားတယောက်ကပေးတာအပေါ်စားပလတ်စတစ်ဘောပင်မျိုးပေါ့ပုံမှန်အခြေမျိုးမှာဆိုဒီလိုဘောပင်မျိုးလှဲ့တော့ကြည့်မိမှာမဟုတ်ပေမဲ့အဲ့ဒီတုန်းကတော့ကျွန်တော်ရဲ့အဖိုးတန်ဆိုပိုင်ဆိုင်မှုတစ်ခုပါတံပိုးထားလို့ဝှက်ထားတယ်လိုချိုအောင်တင်ထားခဲ့တယ်အင်းစိထောင်မှာနေရတာစစ်ရောကိုပါခက်ခဲလောလှပါတယ်နေရတဲ့အနေအထားတွေကပင်မန်းတယ်လို့ကြမ်းထမ်းတယ်ကိုဗစ်အကြီးကျယ်ဖြစ်တဲ့ကာလမှာတော့တန့်ရှင်းမှုပုံစံစံနှုန်းတွေကလည်းအတော်ကိုနှိမ့်ကြတယ်အစားသောက်ဝေမျှတဲ့ပုံစံတွေမတန့်ရှင်းတဲ့အေဒါတွေကြောင့်ယောဂပိုးတွေကအလွယ်တကူကူးစက်ကြတယ်ပြက်ပွားလွယ်ကြတယ်စိတ်ပိုင်းဆိုင်ရာအရာလည်းကြောက်ရွံ့မှုတောကပြင်းရည်စရာကောင်းမှုတွေရောပြောနေတယ်ခြေတိုင်းမှာတကက်စိတ်ဆင်းရဲစရာတွေတွေးပြီးပိုကြီးချက်စိတ်ဆင်းရဲရတာတွေနဲ့ပြည်နေတတ်တယ်ထောင်သားတိုင်းမှာကိုဘဝကိုကူမပိုင်ဘူးဆိုတဲ့ခံစားချက်တွေရှိတယ်အထူးသဖြင့်ကျွန်တော်တို့လိုနိုင်ငံရေးအကျဉ်းသားတွေအတွက်ခက်ခဲလှတယ်အများစုကလှုပ်လှုပ်ရှားရှားနေခဲ့ကြသူတွေကိုယ့်ကကြမ္မာကိုဖန်တီးမယ်ဆိုတဲ့သူတွေဖြစ်ခဲ့ကြလို့ပါအခုတော့ကျွန်တော်တို့ကအာနာရှင်တနာမှချမ်းသာရမယ်ဆိုတဲ့အနေထားအဲ့ဒီအာနာရှင်တွေဆိုတာကလည်းသူတို့အာနာတည်မြဲဖို့လူတွေတတ်နေတဲ့သူတွေ
သူတို့ကရက်ဆက်ဖို့စင်ချင်မဲ့လုပ်ဖို့ကောင်းတာတွေဖြတ်ဖို့လောက်ပဲတည်တာအခုတော့ကျွန်တော်တို့ဟာသူတို့လက်ခုပ်ထဲကရေကျွန်တော်တို့ကိုလည်းသူတို့ရဲ့ရန်သူတွေလို့သတ်မှတ်ခံထားရတယ်လေအင်းစေထောင်ထဲမှာရာသီဥတုကလည်းပူတယ်အတော်ကိုပူတယ်ဗျဒီကြားထဲမှာအကောင်ပေါ်လော်တွေကလည်းအများသားရှောက်လွှားလို့ကိုမရဘူးညဆိုပရက်စစ်တွေကကိုပေါ်တက်အစားအသောက်တွေနဲ့အဝတ်တွေထဲဝင်နေရှိသမျှရသလောက်ကြိုက်စားကြတာပဲကင်းချိန်များကိုခြေပလာနဲ့နင်းမိမှလဲဆိုးရတယ်အေသာတက်တူကင်းမီကောက်ထိုးခံရမှလဲကြောက်ရတယ်ချင်းကလည်းတဝီဝီနဲ့အလော်ပေါ်တယ်ညဆိုရင်ဘယ်တော့မှမပိတ်တဲ့မျက်နှာကျစ်မီကြောင့်ဒီအကောင်တွေအကုန်လုံးတပြောတပြားထွက်လာကြတယ်ဒါတွေကိုဘလို့ကြော်ဖြန်းခဲ့လဲယူမသွားအောင်ဘလို့နေခဲ့လဲမျောလင်းချက်တွေပြိုလဲမသွားအောင်ဘလို့စူးစမ်းခဲ့လဲကျွန်တော်အတွက်အဖြေကတော့ပထမဆိုကျွန်တော်လမ်းလျှောက်တယ်တစ်တာထဲမှာနေခဲ့တုန်းကလို့အချင်းခန်းထဲမှာလဲခောက်တုတ်ခောက်ပြန်လျှောက်တယ်ပြီးရင်အပြင်မှာလျှောက်တယ်ဘလောက်ပူဘလောက်နေလောင်စူးစမ်းပြီးလျှောက်တယ်အခုလိုလက်ကျစ်ကန်လှုပ်ခြင်းဟာကျွန်တော်တို့အားလို့အတွက်အဓိကရှင်သာရင်နီးဗျူဟာတစ်ခုပါနိုင်ငံရေးအချင်းသားတွေကအလုတ်မလုပ်ရဘူးအဲ့ဒီတော့ကျွန်တော်တို့ဖြစ်နေတဲ့စိတ်တော်ကတွေမကျေနပ်မှုတွေကိုလောက်ကျွမ်းစေဖို့ခန္ဓာကိုယ်ကိုအလုတ်ပေးရတယ်အများစုကလမ်းလျှောက်ကြပါတယ်ကျွန်တော်လည်းမလေးရှားအချင်းသားတစ်ယောက်နဲ့အတူတူလမ်းလျှောက်ရင်အတော်ခင်မင်လာခဲ့တယ်သူ့နာမည်က Farid Azman တဲ့ Farid ဟာလော်ခဲ့တဲ့တစ်နှစ်လောက်ကစွမ်းအင်တစ်ထုတ်လို့ရေးတွေမှာရင်းနှီးမြုပ်နှံဖို့ရောက်လာခဲ့တယ်ဒါပေမဲ့လူပေါင်းမှားခဲ့တယ်ပြောရမယ်ပြည်ရင်းခရိုနီတချို့နဲ့ချိတ်ဆက်ပြီးရာဇဝတ်မှုတွေလုပ်မိတော့နောက်ဆုံးမွေးရင်စေဝါမှုလက်ပေးမှုစတာတွေနဲ့ထောင်14နှစ်အပြစ်ပေးခံခဲ့ရတယ်။သူနဲ့အတူတူတိုက်လေအပြင်တဝိုက်မှာလမ်းလျှောက်ရင်မိတ်ဆွေဖြစ်လာခဲ့တယ်။ Faris ကသူ့ရဲ့အမှားတွေကိုရှင်ဖွဲ့တတ်တယ်။သူ့ခံစားချက်တွေနှောင်တတွေကြော်ပြရမှုတွေပြောပြတယ်။သူတင်ထားတဲ့အယူခံလဲကြလာလိမ့်မယ်လို့မျှော်လင့်ထားတယ်။တခြားအကြောင်းအရာတွေလည်းပါပါတယ်။ဖော်ပြမှုဆိုင်ရာစီးပွားရေးအကြောင်းတွေအတွေ့အကြုံတွေဖလှယ်ကြတယ်။မိသားစုဇက်လက်တွေပြောပြကြတယ်။ကျွန်တော်လိုပဲသူ့မှာမော်တော်ကားပြိုင်ပွဲတွေကိုစိတ်ဝင်စားသူလည်းဖြစ်တယ်။သူနဲ့အတူတူလမ်းလျှောက်ခဲ့ရတွေဟာကျွန်တော်အတွက်တော့စိတ်ကျေနပ်စရာတွေဖြစ်ခဲ့ပါတယ်။ Faris က2022မတ်လမှာပြန်လို့မှာဖြစ်လို့အဲ့ဒီအချိန်မှာတော့ကျွန်တော်တို့တဆောင်နဲ့အတူမနေရတော့ဘူး။ထောင်သားအများစုကလမ်းလျှောက်တာထက်ပိုပြီးလှုပ်ရှားတဲ့လေ့ကျင့်ခန်းတွေလုပ်ကြတယ်အများစုကလည်းကျွန်တော်ထက်ငယ်တယ်ဆိုတော့ကျွန်တော်ကသူတို့နဲ့မရှင်သာလှပါဘူးလေ့ကျင့်ခန်းတွေကအမျိုးစုံပဲစစ်ပွဲတင်တင်းလဲရိုက်ကြတယ်ရာကော့ကအကောင်းဆုံးကစားသမားလည်းဖြစ်နီးပြလည်းဖြစ်တယ်ပေါ့နောက်တစ်ခုကတော့ချင်းလို့ကစားနီးပါမြမရိုးရာကစားနည်းတစ်ခုပေါ့ချင်းလိုကစားနည်းကကျွမ်းကျင်မှုလဲလိုသလိုတက်လို့လဲကောင်းဖို့လိုတယ်လို့ကျွန်တော်တော့မြင်တယ်အကျဉ်းသားတွေထဲမှာပေါ်ပူလာအဖြစ်ဆုံးကအလေးမတာပါပဲပြောရရင်ရုပ်ရှင်တွေကထောင်တွေထဲမှာလိုပဲမြန်မာပြည်ကထောင်တွေထဲမှာလဲအလေးမကြတယ်ကျွန်တော်အတွက်တော့မလိုအပ်ပါဘူးဒါပေမဲ့လည်းကြည်ရတာတော့အားလို့အတွက်အကျိုးရှိပုံရတယ်ထိုင်ဝမ်အကျဉ်းသားတွေရဲ့အလေးတို့တွေကိုဝိုင်းမကြတယ်ပေါ့အလေးတွေကလည်းတန်ကြိုးနဲ့ချီထားတယ်လက်နဲ့အဖြစ်နဲ့သုံးနေကြမှာဆိုလို့ထင်ပါတယ်ဘလောက်ပဲအလေးတွေမကြပါစေအင်းစေထောင်ထဲမှာအာနိုစတိုင်ဘလာတာတောင်းနဲ့တော့တရားမှမရှိဘူးလို့ပြောပြချင်ပါတယ်တန်မာလာတာတော့မှန်တယ်ဒါပေမဲ့သူတို့အားလုံးခပ်ပိတ်ပိတ်မြန်မာပြည်သူတွေအဖြစ်နဲ့ပဲရှိနေကြတာပါဘသူကမှလည်းဘလာထွက်လာအောင်စားတော့နေရတာမှမဟုတ်တာသူတို့ကိုဖမ်းထားသူတွေအတွက်လည်းသူတို့ကိုပြန်စော်နိုင်လောက်တဲ့အာနိုးတွေကိုကြောက်စရာမလိုဘူးပေါ့နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်နောက်ခန်းဆက်တင်မှာပြန်တွေ့ကြမယ်နော်